မင်္ဂလာပါဒီနေ့တော့တားဖွားမိရဲ့ကျမကြီးအတိအညာဘ ഹു တုဒအကြုံလို့ပြောပြပေးပါမယ်မိမိတိုင်းတိထားတဲ့တော့တင်ကိုယ်တိုင်နဲ့တင့်ကလေးကိုယူဆိုင်ဖို့အခုပဲအတူတူတင်ယူလိုက်ပါဝေဖွားပြီးနောက်မိမိကိုယ်ကိုပြုစုဆောင်ရှောက်ခြင်းအစားတောက်နဲ့ကိုအလေးချိန်ပြောင်းလဲခြင်းစွမ်းအင်လိုအပ်ချက်နှုတ်ကြောင်ပြောင်းခြင်းနဲ့ကိုတွင်းအင်္ဂါများပြုပြင်ရတဲ့အတွက်စွမ်းအင်900ကီလိုကလိုရီထပ်မံလိုအပ်ပါပြည့်စွက်တဲ့တော့အစားအစာများအာဟာရ9မျိုးစလုံးပြည့်ဝစွာစားသုံးပါအစီမပါတော့အသားများငါကျက်ဥဟင်းဒီဟင်းရက်ညံတီတီဝလန်များကိုဦးစားပေးပါတနေ့လင်နှုတ်3ခွက်နဲ့ရေတန်းနှရပမာ1.5လီတာတောက်ပါနှုတ်များစီတော့အစားအစာများဂျင်းငပြောဥပင်စိမ်းရွက်ရှေဖယုံတီကျက်တုံငိတ်ဥပမာဂျင်းနဲ့ကျက်တာကြောငပြောဥဟင်းကျိုရှုံတင်တော့အစားအစာများအစစ်လွန်တော့အစားအစာများအချင်းဖောက်ထားတော့အစားအစာများကထင်းတပါတော့ဖြိုရည်များလက်ဖျက်ရည်ကော်ဖီအဖြစ်အချိုရည်နဲ့အရက်ပါတော့ဖြိုရည်များတားဖို့ကြိုက်ခြင်းအတွက်ဆေးများအနားယူခြင်းနဲ့ကိုယ်လက်လှူရှာမှုအနားယူခြင်းပထမနှစ်ပတ်အတွဲအတက်နိုင်ဆုံးများအနားယူပါနေ့လက်တင်နာရီတို့မဟုတ်ခလေးအိတ်ချိန်၌ညဘက်အနည်းဆုံး6ကနေ8နာရီတားရင်ရောကြခြင်းမှာကောက်ွယ်ရန်3.5ကီလိုဂရမ်ထပ်ပို့တော့လေးလံသည့်အလုပ်တို့မဟုတ်ပစ္စည်းများကိုမလုတ်ပါနဲ့မယူပါနဲ့ပေါ်ပွားသောအိမ်လုပ်များကိုလှုပ်ဆောင်နိုင်ပြီးကိုဝင်ဆောင်ပြီးနောက်6ပတ်အကြာကျန်းမာရေးစစ်ဆေးပြီးနောက်ပုံမှန်အလုပ်ကိုလှုပ်ဆောင်နိုင်ပါသည်ခွဲစိတ်မွေးဖွားသူများ6ကနေ8ပတ်မတိုင်မီအပြည့်အထန်ကိုလည်းလှုပ်ရှားခြင်းသို့မဟုတ်လေးလံတို့ပစ္စည်းများယူခြင်းကိုရှောင်ရှားပါကိုလည်းလှုပ်ရှားမှုတပတ်လင်အနည်းဆုံး3ရက်တကြိမ်လင်မိနစ်34ကျင်ခန်းပုံမှန်လုပ်ပါချိုရိုးအနာမြန်ကြက်ရန်တားရင်မြန်ပြန်ဝင်ရန်ကူညီပေးပါသည်အခြေခံလေးကျင်ခန်း3မျိုးတောင်ကိုအသက်ရှူလေးကျင်ခန်း1 byte 3မဟုတ်တင်မကြွတန်းအဖြစ်လေးကျင်ခန်းဘိုက်ပေါ်ခေါင်းတင်၍အိတ်ချင်းမှန်ကန်စွာမွေးဖွားသူများအထောက်တာဖြစ်ပါလေကျန်းမာရေးစောင့်ရှောက်မှုတားအိမ်သည်လုံးဝ၍မာကြောနေရပြီးနေ့တိုင်းအရွယ်အစားသိမ်းခဲ့သွားတဲ့သည်ပုံမှန်မဟုတ်ခြင်းတားအိမ်ပြော့နေခြင်းအရွယ်အစားမသိမ်းငယ်ခြင်းသွေးနီရဲများစီးခြင်းအနံ့ဆိုးထွက်ခြင်းနဲ့တွဲပါကဆရာဝန်နှင့်ချက်ချင်းပြတာပါတားဖို့ကြိုက်ခြင်းသွေးပုတ်ပထမတစ်က3ရက်အတွင်းသွေးနီညိုရောင်4က9ရက်အတွင်းပိုင်းရောင်ဖြော့9ရက်က21ရက်အတွင်းအဝါရောင်ဖြော့3က6ပတ်အတွင်းကုံဆုံးသွားတတ်သည်ပုံမှန်မဟုတ်ခြင်းသွေးနီရဲများစီခြင်းသွေးခဲများပါခြင်းအနံ့ဆိုးထွက်ခြင်းနဲ့တွဲပါကဆရာဝန်နှင့်ချက်ချင်းပြောတာပါဒါညာထိမ့်ခြင်းပုံမှန်မွေးဖွားခြင်းသည်ချုပ်ရိုးသည်တပတ်အတွင်းသူ့လိုပျောက်သည်ချုပ်ရိုးကျိုးကိုဆွဲမထုတ်ပါနဲ့ခွဲစိတ်မွေးဖွားခြင်းသည်ရေဆိုခန်ပလတ်စတာပေါ်ရေစိတ်ဝင်ပါကချက်ချင်းတန်ရာစေးကြောပါဓမ္မတလင်းဆက်ဆန်ခြင်းနဲ့မိသားစုစီမံကိန်းမှာဓမ္မတနုမတိုက်သူပုံမှန်မတိုက်သူ6က8ရက်အတွင်းလာမီနုကိုပုံမှန်တိုက်သူတနေ့8ကြိမ်ထပ်မနေနောက်ကြမီလိန်ဆက်ဆန်ခြင်းမွေးဖွားပြီးနောက်ပထမ6ရက်အတွင်းရှောင်ကျဉ်ပါကျန်းမာရေးစစ်ဆေးပြီးကိုဝင်တားဆေးဆက်တင်သုံးပြီးမှသာမိသားစုစီမံကိန်းကိုဝင်ထက်ဆောင်ရန်အ ਨੇ ဆောင်2နှစ်ချတဲ့သည်ယာယီတန်တီတားနည်းများဂုံလုံးတန်တီတားစီထိုးခြင်းထဲ့သွင်းခြင်းစားခြင်းတားအိမ်တွင်ပစီအမဲသက်တန်တီတားနည်းများအမျိုးသမီးအမျိုးသားတားကြောဖြတ်ခြင်းစိတ်ဖိစီးမှုစီမံခန့်ခွဲခြင်းဟော်မုန်းပြောင်းလဲမှုကြောင့်မွေးဖွားပြီးနောက်စိတ်တကြခြင်းဖြစ်နိုင်သည်နှစ်ပတ်ထပ်ပူကြပါကဆရာဝန်နှင့်ပြသတင်သည်ချင်းဆိုထားသောရက်မတိုင်မီဆရာဝန်နှင့်တွေ့တင်သောလက္ခဏာများမိခင်ပြင်းထန်စွာခေါင်းကိုက်ခြင်းတုံရင်ခြင်းဖျားခြင်း38ဒီဂရီဆယ်စီယပ်စ်ကျော်ခြင်းတနအီအတွင်းသွေးခဲများပါသောသွေးများတကိုယ်လုံးဆိုးဆွတ်သည့်အထိစီးခြင်းတားဖို့ကြိုက်ခြင်းသွေးပုတ်အယောင်မဖြော့ဘဲသွေးခဲများပါပြီးအနံ့ဆိုးထွက်ခြင်းပြင်းထန်စွာဗိုက်နာခြင်းအကြောင်းမဲ့လီနာထားခြင်းစီးသွားစဉ်နာကျင်ခြင်းပူဆက်ခြင်းရင်နာတွင်အဖို့အကျင့်ရှိခြင်းရင်နာရောင်ရမ်းညဉ့်ညံခြင်းဖြီးသောမဟုတ်သွေးစီးခြင်းချုပ်ရိုးအနာ
ခွဲစိတ်တန်ရရောင်ရမ်းနာကျင်ခြင်းသွေးစိမ်ထိုးခြင်း ကာကွယ်ဆေးထိုးခြင်းဈေးရုံ၌တီဗီကာကွယ်ဆေးဘဲဘက်ပခုံးနှင့်အသေးရောင်အသားဝဘီကာကွယ်ဆေးဘဲဘက်ပေါင်၌ထိုးသည်အသေးရောင်အသားဝဘီထိုးပြီးနောက်တေတာနှစ်ရက်ထားနိုင်သည်ရင်နွင်းနွင်းထိကိုတုတ်ပေးပါအိမ်ပြန်ပြီးနောက်တန်းရုံကျန်းမာရေးစာအုပ်ပါရဲ့ချင်းများအတိုင်းကာကွယ်ဆေးများစုံတို့နာကျညာမေးခိုင်အသေးရောင်အသားဝဘီအကျိန်နှစ်တုံကိုတွားရောက်ထိုးနှံပါမွေးခင်းစကလင်းငယ်ကိုတန်ရှင်ရည်လုပ်ခြင်းရေချိုးခြင်းပြင်ဆင်မှုစလုံးနှလုံးခေါင်းလျှော်ရေချိုးရန်ရေနွေးနွေးခလေးစပ်ပြရည်ညင်ညနာတုတ်ပွားလူဆောင်ပုံမိခင်လက်ကိုတန်ရှင်းစွာဆေးပါခလေးကိုပတ်ထားပါနားနှစ်ဖက်ကိုပိတ်ပါရေတန့်ဖြင့်ညနာတစ်ပါစပ်ပြရည်ဖြင့်ခေါင်းလျှော်ပြီးညင်သားစွာနှိမ့်နယ်ကတန်ရှင်းသောရေဖြင့်ဆေးပါပတ်ထားသည့်အဝတ်ကိုဖြည့်ပြီးရေချိုးပါညရိုးနှင့်လဲပင်ကိုထိန်းချုပ်ထားပါစပ်ပြရည်များကိုဖယ်ရှားပြီးချက်ချင်း6အောင်တုပ်ပေးပါဦးခေါင်းမှအစ၍အချင်းကြကြရေမချိုးပါနဲ့မျက်လုံးတန့်ရှင်းရည်ပြုတ်ထားသောရည်ဤဖြင့်ဆိုးဆွတ်သောဝါကုန်းကိုအသုံးပြုပါမျက်ရည်အိတ်မှမျက်လုံးအပြင်းပတ်သို့တုပ်ပါဝါကုန်းတစ်လုံးကိုတစ်ကြိမ်သာတုပ်ပါချက်ကျိုးတန့်ရှင်းရည်80ရာခိုင်နှုန်းအရက်ဖြင့်ဆိုးဆွတ်သောဝါကုန်းကိုအသုံးပြုပါချက်ကျိုးကိုမတင်ပါချက်ကျိုးတစ်ဝက်ကိုတုပ်ပါချက်ကျိုးအောက်ခြေကိုလှည့်ပိတ်၍တုပ်ပါဂိုင်းထားသောနေရာကိုတုပ်ပါအဝိအစားလဲခြင်းအမှုန့်ချီခြင်းမိခင်ကဖွားပေါ်တွင်အရင်ချီပြီးမှခလေးကိုပေါ်လိမ့်ပါချက်ကျိုးနှင့်လိမ့်အင်္ဂါနေရာကိုရှောင်ပါအနှီးချက်ကျိုးအဆင့်ချက်နှင်းအောင်စီးပါပတ်ချင်းရေချိုးပြီးနောက်20က30မိနစ်ကြာကပတ်ထားပေးပါ ကလေးငယ်အားတန့်ရှင်ရေးပြုလုပ်ခြင်းရေချိုးခြင်းပစ္စည်းများဇလုံးနှလုံးခေါင်းလျှော်ရန်ရေချိုးရန်ရေနွေနွေကလေးသုံးဆက်ပြရည်တပတ်အဆင့်များမိခင်မှမိမိလက်ကိုတေချာစွာဆေးကြောပါကလေးအားအဝတ်ဖြင့်ပတ်ထားပါနားနှစ်ဖက်ကိုပိတ်ထားပါမျက်နှာအားရေတန့်ဖြင့် ဆရာဝန်နှင့်တွေ့တင်သောကလေးငယ်၏ပုံမှန်မဟုတ်သောလက္ခဏာများကလေးဖျားခြင်းကိုပူခြင်းမလုံးမရှာဖြစ်ခြင်းနှုတ်မဆိုခြင်းမျက်လုံးခြောက်ခြင်းငိုတော်လဲမျက်ရည်မထွက်ခြင်းအရည်ပြားမတင်းမာခြင်းချက်ကျိုးရောင်ရမ်းညင်မြန်းခြင်းပြည်ထွက်ခြင်းဝမ်းလျှော်ခြင်းဝမ်းများရေလိုပျော်ခြင်းသို့မဟုတ်တွေးပါခြင်းအသားဝခြင်းကလေးမွေးဖွားပြီးနောက်အကြံဉာဏ်နှင့်အလေးအကျင့်များပြီးဆုံးသွားခဲ့ပြီးဖြစ်သည်မိခင်များအားလုံးမိမိတို့နှင့်သားသမီးများကိုကောင်းမွန်စွာပြုစုစောင့်ရှောက်နိုင်စေရန်အသိပညာဘူးတုတများရရှိနိုင်မည်ဟုမျှော်လင့်ပါသည်ကျေးဇူးတင်ပါသည်